ကောင်မလေးတယောက်ကယောက်ျားလေးတယောက်နဲ့ပထမဆုံးအချိန်အတူအိတ်မိပေးတဲ့နောက်မှာမယုံနိုင်စရာတခုကိုတွေ့လိုက်ရတယ်။သူကောင်းပေါ်မှာအရင်ကမရှိဘူးတဲ့ကျိုးနီနီလေးတစ်ချောင်းတွဲလောင်းချနေတာကိုပေါ့။အစားပိုင်းမှာတော့သူ့ဓာဘာကိုစူလုံးမနမ်းမလဲခဲ့ဘူး။သူ့ဦးလေးကောင်းပေါ်မှာကျိုးနီဒီအများကြီးနဲ့ပြည့်နေတာကိုတတိထားမိလိုက်တဲ့အခါမှာပဲသူ့ဦးလေးရဲ့ရှုပ်ထွေးပွေလေးတဲ့ဆက်ဆံရေးတွေကိုပြန်တွေးကြည့်လိုက်ပြီးအဲ့ဒီကျိုးနီလေးတွေကအတိတ်ကဆက်ဆံခဲ့မှုတဲ့လင်းဆက်ဆံမှုတွေကိုကိုစားဖြူတာဖြစ်နိုင်တယ်ဆိုတာကိုသူသဘောပေါက်သွားတယ်။ဒီ theory ကိုစမ်းသပ်ဖို့အတွက်ညဘက်နောက်ကျမှလမ်းမတွေပေါ်ကိုသူထွက်သွားခဲ့ရနေရာတိုင်းမှာကျိုးနီလေးတွေ့နေရတယ်။တစုံတစ်ယောက်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိဘူးတဲ့သူတိုင်းရဲ့ခေါင်းပေါ်မှာကျိုးနီလေးတွေရှိနေတာကိုတွေ့ရတယ်။ကျိုးတွေရဲ့အရေးအတွက်ကသူတို့မှရှိခဲ့ဘူးတဲ့လက်တွေ့ဖို့အရေးအတွက်နဲ့ကိုက်ညီနေတာပေါ့။အဲ့ဒီအချိန်ကစပြီးကျောင်းမှာဘသူရဲ့လျှို့ဝှက်ချက်မှာ CNA ကမသိတာမရှိတော့ဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာတောင်ကျောင်းရဲ့အနိုင်ကျင့်တတ်တဲ့သူဟေယန်ကသူ့ကိုဆက်အနိုင်ကျင့်နေတော့ပဲ CNA ကလက်စားချေဖို့အချိန်တန်ပြီလို့ဆုံးဖြတ်လိုက်တယ်။သူဟေယန်ကိုစိုက်ကြည့်လိုက်တော့ဟေယန်ရဲ့ကျိုးနီတွေကကချောင်းကဆရာတယောက်ရဲ့ရုံးခန်းတွေကိုတန်းဝင်နေတာကိုတွေ့လိုက်ရလို့အန်တော်သွားတယ်။သူအဲ့ဒီကျိုးကိုလိုက်သွားတဲ့အခါနောက်တစ်ဖက်ကကိုရီးယားစာပေဆရာနဲ့ဆက်ဆံနေတာကိုတွေ့လိုက်ရတယ်။ CNA လုံးဝကိုအံ့အားသင့်သွားတယ်။ဟေယန်ဘာလို့ဒီလောက်ထောင်လွှားနေတာလဲဆိုတာအန်တော်ဆရာမလို့တော့ဘူး။သူ CNA ကိုနောက်ဆက်တွဲပြပနာတွေဘာတခုမှမကြောက်မညွန့်ပဲအနိုင်ကျင့်နေတာကအနိုင်ကျင့်နေသူမှဆရာတယောက်ကနောက်ွယ်ကနေထောက်ခံပေးထားလို့ပဲဆိုတာသိလိုက်ရလို့ပေါ့ CNA ကကျောင်းစင်းချိန်မှာသူတို့နှစ်ယောက်ကိုလိုက်သွားခဲ့ရဟိုတယ်တစ်ခုစီအတူသွားနေတာကိုတွေ့လိုက်ရတယ်သူအဲ့ဒီအခွင့်အရေးကိုယူပြီးလက်ချင်းချိထားတဲ့သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံကိုလျှို့ထွက်ပြီးရိုက်ခဲ့တယ် CNA ကအဲ့ဒီဓာတ်ပုံကိုဟေယန်စီပို့လိုက်ပေးမယ်ဓာတ်ပုံကိုမြင်ပြီးတဲ့နောက်မှာဟေယန်ကလုံးဝမတုံ့လို့ဘူးသူကရေချိုးခန်းကအခုမှထွက်လာတဲ့ဆရာကိုလှည့်ပြီးမေးခွန်းတစ်ခုမေးလိုက်သေးတယ်ဆရာရဲ့စိတ်ချယုံကြည်မှုပေးတဲ့စကားကြောင့်ဟေယန်ကချက်ချင်းပဲ CNA စီစာပြန်ပို့လိုက်ပြီးကျမကကျောင်းသူတယောက်ပဲဒါကြောင့်ဆုံးရှုံးဆရာဘာမှမရှိဘူးကြောက်ရမှာကဆရာပဲလို့ပြောလိုက်တယ် CNA ကကောင်မလေးတယောက်ဒီလောက်ထိမျက်နှာပြောင်တိုက်နိုင်လိမ့်မယ်လို့ဘယ်တော့မှမထင်ထားခဲ့ဘူးဒါပေမဲ့သူအနိုင်ကျင့်ခံခဲ့ရတဲ့အချိန်တွေအားလုံးကိုပြန်တွေးကြည့်လိုက်တဲ့အခါသူနောက်ထပ်အစီအစဉ်တစ်ခုကိုစဉ်းစားမိသွားတယ်သူဆရာကိုဝန်တာနစ်ဆန်နဲ့ချင်းချောက်ကိုဆုံးဖြတ်လိုက်တယ်ဒါကိုသူ့ရဲ့စိတ်ပိုင်းဆိုင်ရာနစ်နာမှုအတွက်လျော်ကြေးလို့သဘောထားလိုက်တာပေါ့ဆရာကစားရောက်လာတဲ့အခါလုံးဝထိတ်လန့်သွားတယ်သူဟေယန်ကိုဒေါသတကြီးသူ့ရုံခန်းထဲခေါ်လိုက်ပြီးစားကိုအလေးအနက်မထားတာကြောင့်သူ့ကိုစူပူချိန်မောင်းတယ်ဒါပေမဲ့တကယ်တမ်းမှာတော့သူကသူ့ရဲ့ကြောက်ရွံ့မှုနဲ့ဒေါသတွေကိုဟေယန်အပေါ်ပုံချနေတာတဲ့အဲ့ဒီနောက်ဘယ်သူမှမရှိတဲ့အချိန်မှာသူဟေယန်ကိုအားကစားရုံဘက်ဆွဲခေါ်သွားခဲ့တယ်ဘာလို့လဲဆိုတော့သူ့ကိုဘယ်သူချင်းချောက်နေတာလဲဆိုတာတိတိကျကျတီးဖို့လိုနေလို့ပဲ CNA ဒီလိုထူးခြားတဲ့စွမ်းအင်ကိုရရှိကြတဲ့ကသူ့ကျောင်းတစ်ကျောင်းလုံးရဲ့လူတိုင်းရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြသလာခဲ့ရကျောင်းတစ်ကျောင်းလုံးကိုကစင်ကလျားထီစေခဲ့တဲ့လူဒီအပေါ်မှာအာဏာရှိတယ်ဆိုတဲ့ခံစားချက်ကိုသူအယမ်းနှစ်သက်သူလူမျိုးဆက်ဆံခံရတာကိုနှစ်သက်